ဒီပိုင်းဆောင်မှာတော့နာဂါတိုကဖြစ်ခဲ့သမျှအကြောင်းစုံကိုပြောပြနေခဲ့ပါတယ်အလဲတန်းကြောင်းပြီးကစားနွေရာသီတက်မှာနာဂါတိုကလမ်းလျှောက်ရင်းနဲ့တငယ်ချင်းအန်ဆိုင်နဲ့စာပို့စကားပြောနေခဲ့ကြပါတယ်အဲ့ချိန်တနေရာရောက်မှာကလေးတယောက်ကိုအကြီးကောင်တွေဝိုင်းပြီးတော့အနိုင်ကျင့်နေအောင်မြင်လိုက်ရပါတယ်အားကြောင့်နာဂါတိုကသူ့ရဲ့ငယ်ငယ်ကအနိုင်ကျင့်ခံခဲ့ရတာတွေသတိရသွားခဲ့ပြီးတော့ကလေးကိုကိုချင်းစားတာကြောင့်ဝင်ပါပေးဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်အဲ့အတွက်ကြောင့်နာဂါတိုတယောက်အကြီးကောင်တွေဝိုင်းပြီးတော့ရိုက်တာကိုခံခဲ့ရပြီးအဲ့ချိန်ကီးကောင်းဆောင်ရောက်လာကတိုက်ခိုက်ပေးလိုက်ပါတယ်ဒါကြောင့်ကြီးကောင်တွေမှောက်သွားတဲ့ချိန်မှာနာဂါတိုကကလေးကိုနှုတ်ဆက်စကားပြောခဲ့ပြီးတော့ကီးကောင်းဆောင်ကသူ့ကိုတကယ်တန်မာတဲ့သူပဲလို့ပြောလိုက်ပါတယ်နာဂါတိုကတော့သူကပြောညံ့တဲ့သူတယောက်မလို့တတိလည်းမရှိဘူးလို့ပြောလိုက်ပေမဲ့ကီးကောင်းဆောင်ကတော့သစိမ်းတယောက်တွက်နဲ့အုပ်စုလိုက်နဲ့တယောက်ရှင်ချရတာတတိရှိလို့ပေါ့လို့ပြန်ပြောလိုက်ပါတယ်ပြီးတော့ကီးကောင်းဆောင်ကနာဂါတိုတို့လိုတတိရှိတဲ့သူတွေကိုလိုက်ရှာနေရလို့ပြောပြခဲ့ပြီးနာဂါတိုကိုကီးတဲ့ဝင်ဖို့အတွက်ခေါ်ပါတော့တယ်အဲနောက်နေ့မနေ့ရောက်တဲ့အခါမှာတော့နာဂါတိုကဂီးရီစကန်ကိုသွားခဲ့ပြီးတော့ဝစ်ဆုံလူဝစ်ထားလူအုပ်လိုက်ကြီးကိုတွေ့ခဲ့ရကဂီးကောင်းဆောင်နာတိုရီကလာပြီးတော့မိတ်ဆက်ခဲ့ပါတယ်အဲကြောင့်နာဂါတိုကနာတိုရီကိုအထင်ကြီးလေးစားသွားနေခဲ့ပြီးတော့အဲချိန်တောင်းတနေရာကနေဘာပြောတယ်အဖွဲတွေကထွက်သွားမယ်ဟုတ်လားဆိုပြီးထိုးချိန်နဲ့အတန်တွေကိုကြားလိုက်ရပါတော့တယ်နာဂါတိုကကြောင်သွားတဲ့ခါမှာတော့နာတိုရီရဲ့တရုတ်မှန်ပေါ်လာပြီးတော့မှောက်ရဲ့လဲအောင်ပါရိုက်ပြလိုက်ကမင်းတို့လိုစိတ်ပဲရဲပြီးတော့လူပြောတဲ့ကောင်တွေကထိန်းချိုးကအရန်လွယ်တယ်ဒီနေရာမှာကြောက်တရားနဲ့အင်အားပဲအုပ်ဆိုးနေဘယ်သူကမှဝင်လာပြီးရင်လုံးဝထွက်သွားလို့မရဘူးလို့ပြောကဂျုံမွေးသလိုမွေးလိုက်ပါတော့တယ်အဲလိုနဲ့ဂီးရီရဲ့အထိုးခံအိတ်ဖြစ်လာခဲ့ပြီးတော့အချိန်3ရက်ရန်3000ယူလာခိုင်းလိုက်9000ယူလာခိုင်းလိုက်မပေးနိုင်နဲ့ရေတွက်လိုက်အထိုးခံတာတွေပါဖြစ်လာခဲ့ပါတော့တယ်အားကြောင့်နာဂါတိုလည်းတဖြည်းဖြည်းနဲ့ဘေးကျန်နန်းချက်တွေဖြစ်လာခဲ့ပြီးတော့ပတ်စံမပေးနိုင်တဲ့အဆုံးမှာသူများစီကပတ်စံလူပြေးတာတွေမကောင်းတဲ့ဒူးဆိုင်မှုတွေကိုလှုပ်ဖို့လိုက်ရဲလာခဲ့ပါတယ်အဲအကြောင်းတွေတော့နာဂါတိုကအန်ဆိုင်နဲ့ဖူရင်တို့ကိုပြောပြနေကြတာဖြစ်ပြီးအန်ဆိုင်ကနာဂါတိုကိုသူသာပို့ပြီးတော့တန်မာကိန်းစောရီယာကူညီပေးနိုင်ခဲ့မှာလို့ပြောကတောင်းပန်လိုက်ပါတယ်ဒါပေမဲ့နာဂါတိုကတော့သူအဲ့ချိန်ကလေးကကူညီပေးခဲ့အောင်သူပြန်လိုက်လာခဲ့မှာမဟုတ်ဘူးလို့ပြောလိုက်ပြီးဒီလောက်မကောင်းတာတွေလုပ်ခဲ့တဲ့အပြီးမှာဘာမှမဖြစ်ခဲ့လို့ပြန်နေပြလိုက်ဖို့ဆိုတာမဖြစ်နိုင်တော့တဲ့အကြောင်းကိုပြောပြလိုက်ပါတယ်ပြီးတော့သူကအမြဲတမ်းအန်ဆိုင်လိုဖြစ်ချင်ခဲ့တန်မာချင်ခဲ့တာလို့ပြောပြခဲ့ပြီးတော့အားနေတဲ့သူတွေကိုကာကွယ်ပေးချင်ခဲ့တာလို့ပြောပြလိုက်ပါတယ်ကီးဖွဲ့တဲ့ဝင်ခဲ့တဲ့အချိန်ကအဲ့ဒီအိမ်မက်ကိုအကောင့်တွေဖော်ဖို့လမ်းစားတစ်ခုထင်ခဲ့ပေမဲ့ပိုလည်းမတန်မာလာတဲ့ပြင်ဘသူကမှမကာကွယ်နိုင်ခဲ့ပဲလက်သီးအိတ်ဖြစ်ခဲ့ရတယ်လို့ပြောပြခဲ့ပါတယ်ဒါမဲ့အန်ဆိုင်ကနာဂါတိုကိုဖတ်လိုက်ပြီးတော့ယူကောင်ကတကယ်ချင်းမင်းဘာတွေပြောနေရလဲလို့မေးလိုက်ပါတယ်သူတို့ကငငယ်တုန်းကကလေးပီပီစောကြရင်နာဂါတိုရဲ့ခြေထောက်ကသွေးရထွက်တဲ့အထိဒဏ်ရာရသွားခဲ့ဘူးပါတယ်ဒါပေမဲ့နာဂါတိုကသွေးတွေရန်ထွက်နေရတော့မှအပြုံးတစ်ချက်မပြတ်ပဲတကယ်ချင်းတွေပါသူ့လိုဒဏ်ရာရမှာစိုးရိမ်နေတာကိုမြင်ခဲ့ရတာကြောင့်အန်ဆိုင်လည်းအဲ့ချိန်ကစားလို့လေးစားသွားခဲ့ရပါတယ်ဒီလိုနဲ့တကယ်နှစ်ယောက်နားလည်မှုပြန်ရသွားခဲ့ပြီးတော့တယောက်ကိုတယောက်ဖတ်ငိုနေခဲ့ကြကအစင်ပြေသွားခဲ့ကြပြန်ပါတယ်အားလုံးပြီးသွားလို့ညနေရောက်တဲ့အခါမှာတော့အိပ်ပျော်တဲ့နီရဲကိုတိုင်ကားကကြောဖို့တေလာခဲ့ပြီးတော့နိုးသားနီရဲကဘာဖြစ်နေရလဲလို့ပြူတူပြဲတဲ့နဲ့ထပြီးတော့မေးခဲ့ပါတယ်အားကြောင့်ကီရီယူတိုင်ပွဲကနေအိမ်ကိုပြန်လာခဲ့ကြလေလို့ပြောပြလိုက်ပြီးတော့တိုင်ကားလမ်းဆောင်နိုင်တဲ့ကောင်ကြောဖို့ကဝစ်ကျွေးပဲကွာလို့ညီးတွားနေခဲ့ပါတယ်ဒါပေမဲ့လေးချင်ကန်လို့သူသဘောထားလိုက်မယ်လို့ပြောနေခဲ့ပြီးတော့စူဟိုကနောက်ကနေနှစ်ဖူးအားနဲ့တောက်ချလိုက်လို့ကြောင်သွားခဲ့ရပါတယ်ပြီးတော့မှစူဟိုကအဲတော့ပြီးထွက်သွားတာပြင်းတော့မင်းကိုယူသွားရထင်တာလို့စကားစားလိုက်ပါတယ်ဒါမဲ့နောက်တစ်ခါကျရင်တော့အသက်နဲ့လောင်းကြီးမထက်နဲ့လို့စူလိုက်ပြီးစာကူနယ်တုန်းကတတောင်တောင်နဲ့စီနီယာတွေကိုစာပို့လိုက်လို့ငါတို့နိုင်ခဲ့တာလို့ပြောပြနေခဲ့ပါတယ်။အဲ့နာမှာဆာကူရာကိုမတွေ့ရလို့တိုင်ကာကိုမေးလိုက်ချိန်မှာတိုင်ကာကအနောက်မှာလိုက်လာလို့ပြောလိုက်တာကြောင့်နီရဲလည်းကြောပွားနေဆင်းလိုက်ပြီးတော့ဆာကူရာကိုစင်ပြေလားလို့မေးလိုက်ပါတယ်။ဆာကူရာကတော့အကျိတ်ခံတာနီရဲကိုစိတ်ပူနေခဲ့မယ်ပြောရမှာရှက်လို့ကိုယ့်ဘာသာဂူးဆိုင်နေဖို့ပဲပြန်ပြောလိုက်ပါတယ်။နီရဲကဆာကူရာခေါင်းဆောင်ဖြစ်လာမကြသေးမယ်ကိစ္စအသေးလေးတွေကစဂူးဆိုင်ပေးနေပြီးပြဿနာတွေဖြေရှင်းပေးနိုင်တာကြောင့်ခေါင်းဆောင်ကောင်းတယောက်ပဲလို့ချီးကျူးနေခဲ့ပါတယ်။ဒါပေမဲ့ဆာကူရာကတော့လုံးဝမပီသားခဲ့ဘူးလို့ပြန်ပြောလိုက်ပြီးတော့ငါတယောက်တည်းထိန်းချုပ်နိုင်တယ်လို့ဂရီပေးခဲ့မယ်တယောက်တည်းအားနဲ့ဘာမှမလုပ်နိုင်ခဲ့ဘူးလို့ပြောပြလိုက်ပါတယ်။ကောင်းထဲမှာလည်းထိုးသက်ချင်းစိတ်ကလွှဲရင်ဘာမှရှိမနေခဲ့ပဲနဲ့ဒုတိယနေ့ကစီနီယာတွေပါလာမှအနိုင်ရခဲ့တာဖြစ်ကြောင်းပြောလိုက်ပါတယ်။ပြီးတော့မင်းလည်းထိုးခံခဲ့ရတယ်တခြားသူတွေလည်းအသက်လူပြီးတော့တိုက်ခိုက်ခဲ့ရတာတွေကအနိုင်ရခဲ့တဲ့ဆိုရင်တော့ငါအပြစ်တွေမကင်းဘူးလို့ဆက်ပြီးပြောလိုက်ပါတယ်။အဲကြောင့်သူ့ကိုအပြစ်တင်ချင်းကြိုက်သလိုပြောဆိုလို့ရတဲ့အကြောင်းငိုတန်ကြီးနဲ့ပြောလိုက်ပြီးတော့အန်ဆန်တော့ဘသူအကူကြီးကြောင့်အနိုင်ရခဲ့တယ်ဆိုတာထက်ဒီလိုဖြစ်လာအောင်စူးစမ်းပေးခဲ့တာကဆာကူရာဖြစ်တာကြောင့်ဂျေဇူးတင်တဲ့အကြောင်းကိုပြောလိုက်ပါတယ်ပြီးတော့သူတို့တွေအထိုးခံအကျိတ်ခံတယ်ဆိုတာလဲသူတို့ညံ့လို့ပဲလို့ပြောလိုက်ပြီးဆာကူရာနဲ့ဘာမှမဆိုင်တဲ့အကြောင်းတညီညွတ်ပဲဝိုင်းပြီးတော့ပြောခဲ့ကြပါတယ်ကီရီယူကလည်းတိုက်ပွဲပါဆိုမှတော့ဒဏ်ရာကတော့ရကြမှာပေါ့လို့ဝင်ပြောလိုက်ပြီးအရှိဆူကီကိုလမ်းကြည့်ကဟဲ့အောင်ဆူကီရှိတာမင်းတလောက်ဒဏ်ရာတွေနဲ့ဦးမဲမီယာကိုဘလို့မျက်နှာပြမလဲလို့လှမ်းပြီးတော့စလိုက်ပါတယ်နီရဲကဆာကူရာအနာကိုကတ်သွားခဲ့ပြီးတော့ဝင်းတွေအားလုံးကိုမင်းတယောက်တည်းမထမ်းထားပါနဲ့ကွာငါတို့ကတငယ်ချင်းတွေပဲအတူဆန်အတူခံဖို့လို့ပြောပေးလိုက်ပါတယ်တို့နဲ့အားလုံးကကတ်လာပြီးတော့ဆာကူရာကိုဝိုင်းချောခဲ့ကြတာကြောင့်ဆာကူရာမျက်နှာကြီးကဆက်ပြသိလင်ရသလိုဖြစ်နေခဲ့ပြီးတော့သူတငယ်ချင်းတွေအတီးခံနေရတဲ့အချိန်ကခန်းစားခဲ့တဲ့ခန်းစားချက်ကြီးကဘာကြီးလဲငါဘာတွေဖြစ်ကုန်ပြီလဲလို့တွေးနေမိခဲ့ပါတော့တယ်တပတ်မှတော့စီနီယာတွေကဒီမြင်ကွင်းကိုကြည့်နေခဲ့ပြီးတော့ပြန်သွားခဲ့ကြကာကြီးအောင်ဆာကူရာကမင်းရင်ကလိုပဲနော်လို့လမ်းပြီးတော့ပြောနေခဲ့ကြပါတယ်ဒါမဲ့ကာကြီးကထားလိုက်ပါတော့အဲ့ဒါတော့သူတို့အဖွဲ့ကိုမင်းဘလို့ထင်လဲလို့ပြန်ပြီးတော့မေးလိုက်ပါတယ်
အားကြောင့်သူကလူမိုက်ဖွဲသေးတစ်ခုမလို့ဘယ်လို့မှမထင်ဘူးလို့ပြောလိုက်ပြီးတော့ကာကြီးကတော့နာဘီတိုကသူကြောက်ထဲနဲ့အဲ့လောက်လူအများကြီးစုနိုင်မှာမဟုတ်တော့ဘူးတခုတော့မားနေဖြစ်တဲ့အကြောင်းကိုပြန်ပြောပြခဲ့ပါတယ်နောက်ထပ်ဆောင်ကန်တစ်ခုမှာတော့ညဘက်ရောက်တဲ့အခါအာရှိတာဘာစားသောဆိုင်ကိုဆာကူရာတို့ရောက်လာခဲ့ပြီးတော့ဦးမဲမီယာကိုစီခံဖို့အတွက်လုပ်ခဲ့ကြပါတော့တယ်အထဲမှာတော့ဦးမဲမီယာနဲ့ရှီကီတို့ကလူကြီးတွေနဲ့တူစကားပြောကရီမောနေခဲ့ကြပြီးအဲ့ချိန်ဆာကူရာတို့ကရောက်လာခဲ့ကဦးမဲမီယာကိုနှောက်ဆက်မိတဲ့အတွက်တောင်းပန်လိုက်ကြပါတယ်တို့နဲ့အကြောင်းဆုံးရှင်းပြလိုက်ပြီးတော့အန်ဆိုင်နဲ့နာဂါတိုတို့ကပြဿနာတွေလုပ်ခဲ့မိတဲ့အတွက်တောင်းပန်ခဲ့ကြပြန်ပါတယ်ဒါပေမဲ့ဦးမဲမီယာတော့ပြုံးရွှေမဲဟုတ်ပါပြီကွာရပါတယ်ညီလေးတို့တော်တယ်လို့ကြီးကျူးလိုက်ပါတယ်အဲ့ချိန်မှာဆာမြာရှာဟင်းတွေလာပြီးတော့ချပေးတာကြောင့်စားကြောက်သွေးလို့អော်လိုက်ပြီးတော့အန်ဆိုင်ကတော့ဦးမဲမီယာကိုဖူရင်ကိုသူ့ပြဿနာတွေထဲဆွဲထည့်မိခဲ့တာကိုဘာမှမပြောဘူးလားလို့မေးလိုက်ပါတယ်ဦးမဲမီယာလည်းနာဂါတိုကမင်းရဲ့တငယ်ချင်းမဟုတ်ဘူးလားလို့ပြောလိုက်ပြီးတော့အဲ့သူတွေကိုကာကွယ်တာငါ့ရဲ့အလုပ်ပဲလေလို့ပြောပြလိုက်ပါတယ်အန်ဆိုင်လည်းအကြီးတန်းတွေကိုပါဝင်ပါစေခဲ့တာလို့ပြောလိုက်ပြီးတော့ဦးမဲမီယာတော့ညီလေးတို့ကလည်းအကြီးတွေဆိုမှတော့အငယ်ကိုစောင့်ရှောက်ပေးကြတာပေါ့လို့ပြန်ပြောလိုက်ပါတယ်ဦးမဲမီယာဒီကိစ္စနဲ့ပတ်သက်လို့ဘာမှမပြောခဲ့မိန်နာဂါတိုကတော့သူ့ကြောင့်စားတဲ့ပြဿနာဖြစ်တာကြောင့်ဦးမဲမီယာကိုတောင်းပန်နေပြန်ပါတယ်ဒါကြောင့်နာဂါတိုဟင်းနေချပေးလိုက်ပြီးတော့စားလိုက်ပါအောင်ကွာလို့ပြောတာကြောင့်နာဂါတိုလည်းစားနေနဲ့အရသာရှိတဲ့အစားအသောက်တွေမစားခဲ့တာကြာပြီမို့လို့မျက်ရည်တွေပါကျလာခဲ့ရပါတော့တယ်ပြီးတော့ဦးမဲမီယာကဖြစ်ပျက်ခဲ့တဲ့အရာတွေကိုပြောင်းလဲလို့မရတော့တဲ့အကြောင်းကိုပြောပြလိုက်ပြီးလက်ရှိချိန်မှာအကောင်းဆုံးနေတတ်ဖို့အတွက်ဆုံးမခဲ့ကတငယ်ချင်းတွေလည်းရှိနေရမလို့တယောက်တည်းခံစားမနေနဲ့လို့ပြောလိုက်ပါတယ်အားလုံးစားကြတော့ဖို့ပြောတဲ့အချိန်မှာဆာကူရာကမစားဘဲနဲ့မှိုင်နေတာကြောင့်နီရဲကသူတို့တရားရခဲ့ကြတာကိုဆာကူရာကသူ့ကြောင့်လို့ထင်နေတယ်လို့နီရဲကဦးမဲမီယာကိုပြောပြလိုက်ပါတယ်ဆာကူရာကတော့ဒါကြောင့်မဟုတ်ပဲသူလေကြီးမိုးကြီးတွေပြောခဲ့ရင်ပဲဘာကြောင့်မှမသိအရင်ကတော့မတိုက်ခိုင်းနိုင်တော့ဘူးလို့ပြောလိုက်ပါတယ်ဒါကြောင့်ဦးမဲမီယာနဲ့ရှီကီတို့ကရီလိုက်ကြပြီးဆာကူရာကိုတငယ်ချင်းတွေအတီးခံနေအောင်မြင်ပြီးတော့လှုပ်ရှားခက်ခဲသွားတယ်မဟုတ်လားလို့မေးလိုက်ကအဲ့လိုဆိုရင်တော့မင်းကသူတို့ကိုချစ်လို့ပဲကွာလို့ပြောလိုက်ပါတယ်ဒါကြောင့်ဆာကူရာလည်းရှက်သွားခဲ့ပြီးတော့ထားရလိုက်တာထိုင်ကုန်နဲ့ခြေမနဲ့တိုက်မိသွားကြောင်းနာသွားခဲ့ရပြီးတော့တခန်းလုံးလဲတောင်စင်ချိန်များတွေဖြစ်ကုန်ကြပါတော့တယ်တို့နဲ့အားလုံးပြီးသွားတဲ့ခါမှာတော့ဆာကူရာတို့ကပြန်သွားခဲ့ကြပြီးဦးမဲမီယာကဆာကူရာကိုဘယ်လိုမြင်လဲလို့ဟီရာကီကိုမေးလိုက်ကဟီရာကီကလည်းမင်းမြင်တယ်လို့ပဲတားကြီးလို့ပြန်ပြောလိုက်ပါတယ်ဒါပေမဲ့တော့ဆာကူရာကနာဂါတိုနဲ့အန်ဆိုင်တို့ကစားကွင်းနဲ့ခေါ်လာခဲ့ပြီးတော့ဆူချီယာနဲ့ပေးတွေးခဲ့လိုက်ကဆူချီယာကနာဂါတိုကိုထူးနှံ့နေနဲ့တင်းတို့စုံသွားကြပြီလားဘာညာနဲ့ပြောကမျက်ရည်တွေကျနေနဲ့ပြန်ပြီးတော့ဂျိုးဆိုပါတယ်တငယ်ချင်းလို့ပြောလိုက်ပါတယ်အဲ့ချိန်ဆာကူရာကတော့ထွက်သွားဖို့အတွက်လုံနေခဲ့ပြီးတော့ဆူချီယာကဆာကူရာနာမည်ကိုလှမ်းပေးလိုက်ကဂျေဆုတင်ပါနော်လို့ပြောလိုက်တာကြောင့်မျက်နှာကြီးပန်းအောင်တန်းသွားခဲ့ပြန်ပါတယ်ကဲအပိုင်းသုံးကတော့ဒီလောက်ပါပဲနောက်ပိုင်းမှာပြန်တွေ့ပါမယ်ခင်ဗျာ